Hello guys ဒီ video က2025ခုနှစ်စက်တင်ဘာလကကျွန်တော်တို့ကျောင်းကနေပြုလုပ်ပေးခဲ့တဲ့ day trip video လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်မနက်9:00နာရီလောက်ထဲကပြင်ဆင်ပြီးတငယ်ချင်းတွေနဲ့အတူကျောင်းသားတွေစုမဲ့နေရာကိုသွားခဲ့ပါတယ်ကျောင်းကပြုလုပ်ပေးတဲ့ trip ကိုပထမဆုံးအကြိမ်သွားဖြစ်တာကြောင့်အဲ့ချိန်ကအရန်တွေစိတ်လှုပ်ရှားနေပါတယ်ကျောင်းသားတွေစုံပြီးဆိုတာနဲ့ကျွန်တော်တို့ကားရနာထားတဲ့နေရာကိုအတူလမ်းလျှောက်သွားခဲ့ပါတယ်ကျောင်းကစီစဉ်ပေးတဲ့ကားတွေကခီးသွားကားတွေဖြစ်တာကြောင့်ကျွန်တော်တို့တက်တောင့်တက်တာစီးခဲ့ရပါတယ်။အဲ့ဒီချိန်မိုးဝါးလေးတွေကြာနေပြီးမိတ်ဆွေတို့မြင်တဲ့အတိုင်းအုံမိုင်းနေတာကြောင့်မိုးရမယ်ထင်ကအနည်းငယ်စိတ်ပူနေပါသေးတယ်။ကားက6နာရီခွဲကျော်လောက်မှစတင်ပြီးရန်ကုန်ကနေစထွက်ခဲ့ပါတယ်။ကျွန်တော်တို့သွားမယ်တထေးကျွန်းကိုရောက်ဖို့ဆိုရင်တနာရီခွဲကျော်လောက်ကားစီးပြီးသွားခဲ့ရပါတယ်။ဒါကြောင့်လမ်းမှာအမတ်တရဗီဒီယိုတွေရှူရင်းနေရိုက်ပြီးခီးကိုဆက်ခဲ့ပါတယ်0 မိုင်ကနေကျွန်တော်တို့ပဲခူးဘက်သွားတဲ့လမ်းမဟုတ်ပဲနဲ့ရန်ကုန်မန္တလေးအမြန်လမ်းကနေဖြတ်ခဲ့ပါတယ်တတိကျွန်းကိုသွားဖို့ Google Map နဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ရန်ကုန်မန္တလေးလမ်းမကြီးရဲ့9မိုင်9ဖာလုံးမရောက်ခင်မှာညာဘက်လမ်းနဲ့꿰ပြီးတော့ဆက်ပြီးသွားပါသေးတယ်လာပပြီးစိမ့်ဆူနေတဲ့ကွင်းမြင့်ကြီးရေတရားတွေကြော်ဖြတ်အပြီးမှတော့ကျွန်တော်ပြောတဲ့တတိကျွန်းကိုရောက်ရှိခဲ့ပါပြီရောက်ပြီဆိုတာနဲ့အရင်ဆုံးအနှင်းငယ်လမ်းလျှောက်ရပြီးတော့ဆီယာမတွေကကျွန်တော်တို့ရဲ့လွဲတွေအထုပ်တွေချဖို့ကျောင်းသားတွေအတွက်နှစ်ထပ်ဆောင်တွေစီကိုတွားကြပါတယ်မိုးရီရွာထားတော့နှစ်ထပ်ဆောင်တွေကရင်းကြီးနေဆိုတော့တတိထားပြီးတက်ရတာကြောင့်မိတ်ဆွေတို့လာမယ်ဆိုရင်မိုးရင်းကလွဲပြီးတော့ကျန်တဲ့အချိန်လာဖို့ကိုအကြံပေးပါတယ်အထုပ်တွေချပြီးပြီဆိုတာနဲ့နေရဆုံးကိုတငယ်ချင်းတွေနဲ့အတူရှောက်ပတ်ကြည့်ပါတယ်ပြီးတာနဲ့ကျွန်တော်တို့ကျောင်းကစိတ်လှုပ်ရှားပျော်ရွှင်စရာပြိုင်ပွဲတွေကိုကျင်းပပါတယ်နေ့လေထမင်းစားခဏနားပြီးတဲ့အချိန်မှာတငယ်ချင်းတွေနဲ့ activity များစွာအတူလုပ်ဖြစ်ခဲ့ပါတယ်တထေးကျွန်းမှာလည်း activity အနေနဲ့စပိန်စီလေလောရေကူးနဲ့အခြားသော activity များစွာပါဝင်ပါတယ်ပျောက်ဆုံးခဲ့တဲ့ကိုရတဲ့မြူလင်းမရရတဲ့ဒီပန်းလေးလာနေတဲ့ဘာပဲလဲမင်းချင်းရဲ့ cherry ပန်းလို့ပြောတာပဲဒီလိုနဲ့ပဲကျွန်တော်တို့ပျော်ရွှင်စရာအချိန်တွေကိုကုန်ဆုံးခဲ့ပြီးတော့ပြန်ရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပါတယ်ပြန်ဖို့ပြင်ဆင်ချိန်မှာတော့မှအကုန်လုံးကတက်ကြွပြီးအားရရှိနေတော့မှာပဲကျွန်တော်ရဲ့ short tweet video လေးကတော့ဒီမှာနေအဆုံးသတ်တော့မှာဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့ပျော်ရွှင်မှုတွေနဲ့အတူကြည့်နေတဲ့မိတ်ဆွေတို့မှာလည်းကိုယ့်ရဲ့မိသားစုနဲ့ပဲဖြစ်ဖြစ်ငယ်ချင်းနဲ့ပဲဖြစ်ဖြစ်အားလျက်မှာတစ်ခေါက်တော့တထေးကျွန်းကိုတွားဖို့လမ်းညွှန်ချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လေးပေးခဲ့ပြီးတော့ subscribe ဖို့ဖိတ်ခေါ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်Bye bye.